မန်တော်နူအလိုင်စလာမ်ရဲ့တားကကာဖီဘဝနဲ့တေဆုံးခဲ့တယ်နူအလိုင်စလာမ်ကနဗီတမန်တော်တပါမိမိရဲ့တားကိုအကောင်းဆုံးပြုစုပျိုးထောင်ပေးခဲ့တယ်ဒါပေမဲ့အဲ့ဒီတားကအလ္လာဟ်အရှင်မြတ်ရဲ့အဇပ်လာနေတာကိုမြင်ရဲ့တားနဲ့အီမန်လက်မခံခဲ့ဘူးမိုးတွေရွာလာတယ်လေပြင်းမုန်တိုင်းတွေတိုက်လာတယ်နူအလိုင်စလာမ်နောက်ဆုံးအချိန်ပြောတယ်အသင်ငါရဲ့လေပေါ်ကိုတက်ပြီးတော့ခိုလုံလိုက်ပါသူ့ရဲ့နှလုံးသားကတိတ်ကိုမာကျောသွားပြီနူအလိုင်စလာမ်ကိုပြောတယ်ဆအာဝီအီလာဂျဘလင်ယာဆွီမူနီမင်အလ်မာကျွန်တော်တောင်တတောင်အနားမှာခိုလုံမယ်အဲ့ဒီတောင်ကကျွန်တော်ကိုဒီရေဘေးဒုက္ခကနေပြီးတော့ကာကွယ်ပေးလိမ့်မယ်နူအလိုင်စလာမ်ပြောတယ်လာအာဆွီမလ်ယောမ်ဒီနေ့မှာအလ္လာဟ်အဇပ်ကနေပြီးတော့ကာကွယ်ပေးမဲ့သူဘယ်သူမှမရှိဘူးအဲ့ဒီအချိန်မှာရေလိုင်းကြီးတလိုင်းကရောက်လာပြီးတော့သူ့ကိုရေထဲကိုဆွဲခေါ်သွားလိုက်တယ်နဗီတမန်တော်ရဲ့သားဖြစ်သူနှလုံးသားကဘာဖြစ်လို့ဒီလောက်မာကြောရတာလဲဆိုတော့သူ့ရဲ့ဘေးပါဝန်းကျင်မှာကာဖီရီအလ္လာဟ်ရှင်မြတ်ရဲ့အမိန့်ကိုပေါ်ပေါ်တင်တင်ဖီဆန်တဲ့သူတွေပဲရှိတယ်